အားလုံးပဲမင်္ဂလာပါကျွန်တော်တငယ်ချင်းချစ်မိတ်ဆွေများအတွက်စပွဲကုံခြေထောက်အလှလေးတွေပြုလုပ်ပုံပြုလုပ်နည်းပြန်လည်မျှဝေလိုက်ပါတယ်တကယ်ကိုလှပတဲ့ခုံခြေထောက်လေးတွေပါတည်တည်ချာချာပြုလုပ်ပြီးတော့စပွဲကုံဒီမှာတက်လိုက်မယ်ဆိုရင်ဒီအေကန်ဒီမှာထားမယ်ဆိုတင့်တယ်တဲ့စပွဲကုံလေးတွေပေါ့နော်ခြေထောက်လေးတွေပေါ့နောက်ကတော့ပကင်ပြားနဲ့ပုံကျန်းဆွဲနေတာပေါ့နော်ဒါကတော့ဒီခြေထောက်ဆွတ်ဒီနာတန်းဆွတ်ပေါ့နော်အဲ့ဒါဖောက်လုံးနေတာပါအဲ့ဒီနာလေးဒီကောက်ကြောင်းပေးထားတဲ့နေရာလေးတွေကိုလောလောဆယ်ဖြတ်ယူနေတာပေါ့နော်ဒီကောင်းလေးတစ်ခုဖြတ်ပြီးသွားရင်တော့ကျန်းတယ်ခြေထောက်လေးရရှိသွားပြီပေါ့နော်ဒါဆိုရင်တော့အကျန်းတယ်ခြေထောက်လေး၄ချောင်းပြီးစီးသွားပြီပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်